အလုံးလုံးနေရင်စာလုံးနေရင်နဲ့ YouTube မှာတချင်သားထောက်တိုင်းကြားကကြော်ညာတွေတက်လာတာစိတ်ပြတ်ဖူးလာတာဒီလိုကြော်ညာမရှိပဲစိတ်ချမ်းချမ်းသာနဲ့တချင်သားထောက်လို့ရမယ့်နည်းလမ်းလေးကိုဒီဗီဒီယိုမှာပြောပြပေးပါမယ်ပထမဆုံး browser ကိုဖွင့်လိုက်ပါကြိုက်တဲ့ browser ဖွင့်လို့ရပါတယ်ပြီးရင် browser ထဲမှာ Brave လို့ရိုက်ထည့်လိုက်ပါပြီးရင် Brave website ကိုသွားပါဗျBrave ဆိုတော့လေးကိုလုပ်လိုက်ပါဒါကBrave browser ကို download လုပ်ပါမယ်download ပြီးပါပြီဆိုလို့ရှိရင် Brave browser ကိုကျွန်တော်တို့ install လုပ်ကြပါမယ်နားလေးစာနေရုံပေးပါ install ပြီးတာနဲ့ Brave browser ကိုဖွင့်ပါ YouTube ထဲကိုသွားပါကြိုက်တဲ့ဗီဒီယိုတွေတခြင်းတွေကိုကြော်ညာမရှိပဲကြည့်ရှုနားထောင်နိုင်ပါပြီဒါပါပဲနောက်ထပ်တခြားနည်းလမ်းလေးများရှိရင် comment မှာချရေးထားပေးလို့ရပါတယ်ဗျ